မြန်မာနိုင်ငံရဲ့အထွတ်အမြတ်ထားရာတကိုးကြီးစေတီတဆူဖြစ်သလိုကမ္ဘာကပါအံ့ဩရတဲ့ထူးဆန်းအံ့ဖွယ်မြင်ကွင်းတစ်ခုအရှိယူမတောင်တန်းရဲ့ပေါင်းလောင်းတောင်ပေါ်မှာပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း3600ကျော်မှာတည်ရှိနေတာကတော့ကြိုက်ထီးရိုးစေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့အံ့ဖွယ်ကြိုက်ထီးရိုးတောင်တော်ရဲ့ထူးခြားချက်တွေနဲ့ဖျားဖို့ခီးစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကြိုက်ထီးရိုးတောင်တော်ကိုတက်မယ်ဆိုရင်တော့ရင်ခုန်ဆဲလို့ရှားစရာတောင်တက်ကားကြီးတွေကိုစီးရမှာပါ။ကားကတော့တယောက်ကို9000ကျပ်ကျတင်ပြီးတော့ရှီကန်းကနေရှူရင်းကြည့်ရင်စီးကျင်တော့9000ကျပ်ပေးရပါတယ်။လမ်းတစ်လျှောက်မှာသဘာဝတောင်တန်းကြီးတွေရဲ့အလှကိုခန်းစားရင်ကောင်းကင်ရဲ့မှာကေဘယ်ကားတွေကိုလည်းနှမ်းမြင်အောင်ပါပါကေဘယ်ကားစီးပြီးအေးလူလူတက်ချင်တော့လမ်းတစ်ဝက်ကနေတောင်တက်ကားပေါ်ကနေဆင်းပြီးစီးလို့ရပါတယ်တယောက်ကို2000ကျပ်အသွားပြန်ဆိုရင်တော့3000ကျပ်ကျတင်မှာပဲဖြစ်ပါတယ်တောင်ပေါ်ရောက်လို့လမ်းမလျှောက်နိုင်တဲ့သူတွေအတွက်အထမ်းသမားဝန်ဆောင်မှုတွေလည်းရှိပါတယ်။လူတစ်ထမ်းကိုအတက်4000ကျပ်အစင်း4000ကျပ်ဖြစ်ပြီးကုန်ပစ္စည်းတွေဆိုရင်တော့2000ကျပ်ဝန်းကျင်ကျတင်ပါတယ်။ရင်မြင်တော်ပေါ်ရောက်ပြီဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရွှေဆိုင်ရွှေသင်္ကန်းနဲ့လျှက်စစ်မီးစတာတွေလှူဒါန်းနိုင်တယ်လို့ကိုယ့်ရဲ့နာမည်ကိုကပီးထိုးပြီးတော့ခေါင်းလောင်းလေးတွေလည်းချိတ်ဆွဲပူဇော်နိုင်ပါတယ်။နနက်အာယုံတက်ချိန်မှာတော့1000ကျပ်ကစားတဲ့အာယုံဆုံးတော်ပွဲတွေကိုဝယ်ယူကတ်လူရင်းနဲ့ကုသိုလ်ယူနိုင်ပါသေးတယ်။မဆောင်လာတဲ့ကြောက်ဆောင်ကြီးရဲ့အစွန်းမှာလုံးပတ်ပေ90ခန့်ရှိတဲ့ဥကောင်းပုံတရံကြောက်လုံးကြီးဟာပြုတ်ကြတော့မလို့နဲ့ကျင်းနေတာပါ။အောက်ခံကြောက်ဆောင်နဲ့ကြောက်လုံးကြီးကြားမှာဟာနေပြီးတော့လူတစ်ယောက်တွုံးုံနဲ့လှုပ်ရှားနေတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီကြားထဲကိုအချီကျိုးတမြင်သွင်းပြီးတော့ဆွဲယူလို့ရတဲ့အထိအောက်ခြေနဲ့လွတ်နေတာဟာဗုဒ္ဓရဲ့တကူတော်ကြောင့်ပဲလို့ယုံကြည်ကြပါတယ်။သိပ္ပံနည်းကြကြည့်မယ်ဆိုရင် dress wear နေရာမတွေကိုဆန့်ကျင်ပြီးတော့မတ်ဆောက်တဲ့ကြောက်ဆောင်စွန်းမှာဟန်ချက်ညီညီတည်ရှိနေတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါကိုသဘာဝလျောက်ဖြစ်ပေါ်နေတဲ့ balancing rock လို့ဆိုကြပေမဲ့ဒီကြောက်တုံးကြီးဟာမြေဆွဲအားဗဟိုချက်ဝတ်တိကျနေပုံကတော့အခုထိအံ့ဩစရာပဟေတိတစ်ခုပဲဖြစ်ပါတယ်။ကြိုက်ထီးဆိုတာကမွန်စကားကြိုက်တီယိုကနေဆင်းသက်လာတာပါအဓိပ္ပာယ်ကတော့ရသည့်ဥကောင်းဖြင့်ရွက်ထားသောဖရားလို့ဆိုလိုပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကရသည့်6ပါးကိုဆန္တော်တဆူစီပေးသနာတော်မူခဲ့ပါတယ်အဲ့ဒီထဲကဗုဒ္ဓညာနာရသည့်ကြီးဟာဆန္တော်ကိုမိမိရဲ့ဆန့်ကျစ်အတွင်းမှာစီးနှောင်ပြီးတော့ကာလအတော်ကြာသိမ်းဆဲပူဇော်ခဲ့ပါတယ်ရသေးကြီးအိုမင်းမစွမ်းဖြစ်လာတဲ့အခါဆန်တော်ကိုဘလို့ထားခဲ့ရမလဲလို့ပူပန်ခဲ့ပါတယ်။အဲ့ဒီအခါတရားမင်းကလူပြည်ကိုဆင်းပြီးတော့ရသေးကြီးရဲ့ဦးခေါင်းနဲ့တူတဲ့ကြောက်တုံးကြီးကိုသမုဒ္ဒရာထဲကရှာဖွေကတောင်ထိပ်ပေါ်ကိုတင်ပေးခဲ့ပါတယ်။ဒီကြောက်တုံးကြီးကိုတန်လျက်နဲ့ထွင်းပြီးတော့ဆန်တော်ကိုထားပနာခဲ့တာကြောင့်ဒီနေ့ခေတ်မှာကျမတို့ဖူးတွေ့နေရတဲ့အံ့ဖွယ်ကြိုက်ထီးရိုးစီတီတော်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။သဘာဝတရားရဲ့နေရာမတွေကိုကြော်လွန်ပြီးတော့အံ့ဩဖွယ်ရာတည်ရှိနေတဲ့ကြိုက်ထီးရိုးစေတီတော်ဟာမြန်မာတို့ရဲ့တရားတရားနဲ့တကူတော်တို့ပေါင်းဆက်ထားတာမို့လို့ကဘာတီသွေးအံ့ဖွယ်တစ်ပါးအဖြစ်တည်ရှိနေဦးမှာဖြစ်ပါတယ်။ကြိုက်ထီးရိုးဖျားပွဲတော်ကိုတော့နှစ်စဉ်တဘိုရဲလာကနေတကူလာအထိစီကားတိုင်းမြိုင်စွာကျင်းပနေရှိပြီးတော့မြန်မာနိုင်ငံအရရက်ကဖျားဖို့တွေ1000မကလာရောက်ကြပါတယ်။ဘူမိဗေဒအရတော့ကြိုက်ထီးရိုးဖျားဟာနှစ်သန်းပေါင်းများစွာတိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့ကြောက်တုံးကြီးလို့ဆိုပေမဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ရသေးကြီးရဲ့ဆန်တော်တဲ့ကင်းဝေရာအံ့ဖွယ်စေတီတော်မြတ်ကြီးအဖြစ်ထာဝရတည်ရှိနေမှာပါ။